Pix@software အသုံးပြုနည်းအခြေခံကိုပြောပြပြီးသွားပါမယ်ဗျာမင်္ဂလာပါ Not Bad Channel မှာကြိုဆိုပါတယ်ထုံးစံတိုင်း software ကို Play Store မှာတွားပြီး download လိုက်ကြမယ်အသုံးပြုသူ1 billion ကျော် reviews 11 million ကျော်ရှိပြီး 4.4 star ရထားပါတယ်သူကအခုနောက်ပိုင်းမှာလူသိများလာတဲ့ Canva ထက်ဟိုးအစောပိုင်းကတည်းကထွက်ရှိနေတဲ့ကောင်ပါ Canva နဲ့အသုံးပြုပုံအနည်းငယ်ဆင်တူပါလေကျွန်တော်တို့ software အထဲဝင်လိုက်တာနဲ့ Gmail account နဲ့ချိတ်ဆက်ခိုင်းပါတယ်ချိတ်ဆက်ပေးလိုက်ပါကြော်သွားရင်လည်းနောက်တစ်ခါထပ်ဝင်ရင်ပြန်ချိတ်ခိုင်းပါတယ်ဒီမှာကျတော့ကျွန်တော်တို့က free အစမ်းသုံးကြည့်မှထူတဲ့အတွက်ဘယ်ဘက်ချက်ချီခတ်ကိုနှိပ်ပေးရပါမယ်ဒီနေရာမှာတော့သူမေးတာမေးခွန်းအနည်းငယ်ဖြေပေးရပါမယ်ကျွန်တော်ဖြေသလိုလိုက်ဖြေလို့ရပါတယ်သူလိုချင်တာကကျွန်တော်တို့စီကဘာလို့အသုံးပြုရတာလဲဆိုတဲ့အကြောင်းအရာအနည်းငယ်ကိုပါမိမိကြိုက်ကရွေးဖြေနိုင်ပါတယ်โอเคနောက်ဆုံးကျွန်တော်တို့အထဲရောက်လာပါပြီဒီနေရာက editing လုပ်ရမယ်အထူးကကြတဲ့နေရာပါဒါကိုခဏထားပြီးကျွန်တော်တို့အစင်းလိုက်ပါကြည့်လိုက်ရအောင်ဒါကတငယ်ကြီးရှာခိုင်းတာပါ maybe later ကိုရွေးလိုက်ပါကျွန်တော်တို့နောက်မှဆက်လုပ်ကြမယ်ဒါကမှသူ့ရဲ့ home ဆိုတဲ့နေရာကိုရောက်တာပါအဲ့ဒီမှာကျွန်တော်တို့အစင်တဲ့အသုံးပြုလို့ရမယ့်အရာတွေသူများလုံထားတဲ့ edit လေးတွေချပြထားပေးပါတယ်နံပါတ်1နေရာကနေစပြီးလေ့လာလိုက်ကြရအောင်အပေါ် Pix app စာသားအောက်က inspiring ဆိုတာကအသင့်သုံးတဲ့အရာတွေပါ try ကိုနှိပ်ပြီးအလွယ်အကူအသုံးပြုနိုင်ပါတယ် explore ဆိုတာက Facebook YouTube TikTok မှာအသုံးပြုတဲ့ logo cover photo တို့လိပ်စာကတ်တို့အလွယ်တကူပြုလုပ်တဲ့နေရာပါ following ဆိုတာကစောနာကကျွန်တော်တို့ maybe later ကိုနှိပ်ပြီးကြော်လာတဲ့တငယ်ချင်းအခိုင်းတဲ့နေရာကနောက်ဆက်တွဲပါတငယ်ချင်းလုပ်လိုက်တဲ့သူတွေရဲ့ edit တွေဖော်ပြသေးပါတယ် AI generated ဆိုတာကသူတို့ပြုလုပ်ထားတဲ့ပုံတွေကို save like and comment ပေးလို့ရတဲ့နေရာပါ edits by master ဆိုတာကကျွမ်းကျင်တဲ့သူတွေပြုလုပ်ထားတဲ့ edit တွေတွေ့ရပါမယ်သူတို့လုပ်ထားတာတွေဝင်လေ့လာလို့ရတယ်လို့ copy ယူသုံးလို့လည်းရပါတယ် popular sticker ဆိုတာကသူတို့ဖန်တီးထားတဲ့ sticker တွေကိုယူသုံးတဲ့နေရာပါ trending replay ဆိုတာကသူတို့လုပ်ထားတဲ့ edit ကိုဘယ်လိုလုပ်ထားလဲဆိုတာသစင်ချင်းစီပြန်ကြည့်တာပါမိမိပုံထည့်ပြီး like လုပ်နိုင်ပါတယ်နံပါတ်1နေရာကတော့တငယ်ချင်းအပ်တာတို့သူတို့ group ထဲဝင် join တာတို့ပြုလုပ်လို့ရတဲ့နေရာပါသူတို့တင်ထားပေးတဲ့ပုံလေးတွေကို Facebook အနှဲနူကြည့်ရှုနိုင်ပါတယ်နံပါတ်3နေရာကတော့ကျွန်တော်တို့ဓာတ်ပုံတွေ edit လုပ်ရမယ့်နေရာပါအဲ့ဒီမှာ photos videos Valentine's Day prank templates draw and color တို့ရှိပါမယ် edit လုပ်ဖို့လိုအပ်မယ့်အရာတွေတနေရာထဲမှာစုံစုံလင်ရှိပါတယ်နံပါတ်4နေရာကတော့ကျွန်တော်တို့ data တွေကိုသိမ်းဆည်းပြီးမဲ့နေရာလေးပါနံပါတ်5နေရာကတော့ကျွန်တော်တို့ရဲ့ profile ကိုတွေ့ရပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ပုတ်တွေမှာနောက်တစ်ဆင့်ဘယ်လိုတွေတုံးပြရမလဲဆိုတဲ့အသေးစိတ်ချင်းလက်တွေကိုသိရှိနိုင်ဖို့ like and subscribe နဲ့ကူညီပေးသွင်းနိုင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်ဗျာ